တရားသီး10လုံးလောက်ဝယ်မဲ့မဲ့လေးတွေဝယ်ထားပြီးတော့အဲ့ဒီ10လုံးရဲ့အလယ်မှာတရားသီးအပုတ်ကလေးတစ်လုံးထည့်ထားအဲ့ဒီတစ်လုံးကအပုတ်ကလေးတစ်လုံးထည့်ထားတာကိုအကောင်း10လုံးကအပုတ်တစ်လုံးကိုဝိုင်းပြီးတော့တရားသီးအကောင်းဖြစ်အောင်လုပ်နိုင်မှာမလားမလုပ်နိုင်ဘူးအဲ့ဒီအပုတ်တစ်လုံးရဲ့နောက်ကိုအကောင်း10လုံးကလိုက်တော့မှာပဲလူလောကရဲ့သဘောကအဲ့ဒါလိုဖြစ်တယ်အပုတ်တစ်လုံးရဲ့နောက်ကို10လုံးကလိုက်တော့အဲ့ဒါကြောင့်အကောင်းဖြစ်ဖို့ဆိုတာမတမခိုင်းမဖြစ်တော့အဲ့တော့ဘသူတွေမကောင်းကိုကောင်းအောင်လုပ်တယ်မူလားကိုယ့်ကိုပဲပြန်ပြီးတော့စဉ်းစားကိုယ့်ကိုပဲပြန်ကြည့်လောကမှာလူတိုင်းကောင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကဘာကြီးငြိမ်းချမ်းသွားမှာဖြစ်တယ်အားလုံးကငြိမ်းချမ်းသွားသူလည်းကောင်းမယ်ကိုယ်လည်းကောင်းမယ်ဘာလို့လို့ဆိုရင်